ဒီအစားချိန်တော့မယ်ဆိုရင်ဒီ low height နှလုံးလေးကိုကျွန်တော်ရှင်းပြပေးမယ်ဒီ height ဆိုတဲ့ဥစ္စာလေးကိုရင်ရှင်းပြပေးမယ်ခင်ဗျဒီ height ဆိုတဲ့နက်လေးကဒီ gear 6ချက်ကိုဒီ frame ကြားနဲ့ဒီ frame နဲ့ freeway ကြားတဲ့ကိုမကြအောင်ရယ်အပေါ်ကိုအရန်တက်သွားတာရယ်ကိုဒီနက်လေးနဲ့ချိန်ရတယ်ဒီ height ဆိုတဲ့နက်လေးကို short လိုက်မယ်ဆိုရင်တော့ဒီ frame နဲ့ဒီ freeway ကြားတဲ့ကိုချိန်ရဒီလိုကျသွားတယ်အဲ့ဒါလေးကိုချိန်ရတယ်တကယ်လို့ကြက်လိုက်မယ်ဆိုရင်ဒီနံပါတ်2 gear ကိုတက်သွားလိမ့်မယ်အရန်ကြက်လိုက်တယ်ဆိုရင်အဲ့ဒီ gear လေးကိုအ short တင်းလေးနဲ့ဒီကောင်ကိုချိန်ရမယ်ဒီ L ဆိုတဲ့ gear နက်လေးကြတော့ဒီအပေါ်ဆုံး gear နံပါတ်1ကိုချိန်တာနံပါတ်1အဲ့လိုပဲသူလည်း short လိုက်ရင်ဟိုဘက်ကိုကြော်ကြသွားလိမ့်မယ်ကြက်လိုက်တယ်ဆိုရင်ဒီအောက်ကိုကျသွားလိမ့်မယ်ပုံမှန်တိုင်းထားမယ်ဆိုဒီနက်လေးနဲ့ချိန်ပြီးတော့ဒီနံပါတ်1မှာထားအဲ့ဒါကိုဘယ်လိုဆန်းရမလဲဆိုတော့ဒီလိုလှည့်မယ်ဒီလိုလှည့်ရင်လည်းဒီလိုအတောက်ကိုဆန်းမယ်ဒါနံပါတ်1ကိုတက်သွားအဲ့နံပါတ်1ကိုတကယ်ကိုကြော်နေတယ်ဆိုရင်နည်းနည်းလေးကြက်လိုက်တယ်ဆိုရင်ဒီနံပါတ်1ကိုပြန်ရောက်သွားလိမ့်မယ်ချောင်းလိုက်တယ်ဆိုရင်တော့ဟိုဘက်ကိုကျအောင်ပါပေါ့ဒါနံပါတ်6ကိုချကြည့်လိုက်နံပါတ်6ကိုချကြည့်လိုက်တဲ့အခါမှာအောက်ကိုကျသွားတယ်ဆိုရင်ဒါချောင်းနေလို့အဲ့ဒါနက်လေးကိုပြန်ချက်ပြီးလိုက်ဒီပေါ်ပြန်တက်သွားလိမ့်